ပတ်စံအလဲကရရှိလာမယ် APP လေးအသေးတစ်ခုလူခေါ်ဆရာမလို့ဘေးဆိုးဆရာမလို့ပဲနဲ့ဘယ်နိုင်ငံမှာနေမြန်မာနိုင်ငံမှာနေတဲ့သူတွေဆိုရင်တောင်မှ KB ဝေပေးတို့နဲ့ကျွန်တော်စီမှာမြန်မာငွေပြန်လဲထုတ်လို့ရမယ် APP လေးအသေးတစ်ခုပဲဖြစ်ပါတယ်ပတ်စံထုတ်ပုတ်ထုတ်နည်း KB ဝေပေးတို့နဲ့ဘယ်လိုမြန်မာငွေပြန်လဲချိန်လို့ရမလဲဆိုတာလေးကိုကျွန်တော်နဲ့အတူဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့အဆုံးထိကြည့်လိုက်ရအောင် Okay ကျွန်တော်အခုပြောပြပေးမယ် APP လေးကဆိုရင်ပေါ့နော်ကိုလူတို့အနေနဲ့လူခေါ်ဆရာမလို့ KB ဝေပေးတို့နဲ့ကျွန်တော်စီမှာမြန်မာငွေပြန်လဲလာချိန်လို့ရမယ်ပေါ့နော်တကယ်လို့ဘိုင်းနဲ့ပေးပဲဒီလိုမှန်းနဲ့အကောင့်စီတဲ့သူတွေဆိုရင်လည်းပဲဒီအကောင့်တွေနဲ့ပတ်စံလွယ်လွယ်ကူကူထုတ်လို့ရမယ်ပေါ့နော်ကျွန်မအနေနဲ့ဒီ APP လေးကိုရယူမယ်ဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာစီတဲ့ APP လေးတစ်ခုကို connect တဲ့အရေးလုပ်ပေးထားလိုက်ပေါ့နော်ကျွန်တော်ပေးထားတဲ့ link ကနေတစ်ချိန်ဝယ်လိုက်ပြီးဆိုရင်ဒီ APP နေနဲ့ logo လေးကိုတင်ချကြည့်ပြီးတော့ install လုပ်ပေးလိုက်ပါကျွန်တော်တို့ဒီ APP လေးထက်ကိုစတင်မဝယ်ခင်မှာကျွန်တော်တို့ဖုန်းထဲမှာစီတဲ့ဒီ like ကောက်တဲ့ APP လေးတစ်ခုကိုပေါ့နော် connect တဲ့လုပ်ပေးထားလိုက်ပါတခြား wifi တွေဆိုရင်ပေါ့နော် APP ခံစရာမလိုပဲနဲ့လေပတ်စံလွယ်လွယ်ကူကူဆောက်လို့ရမယ်ပေါ့နော်ဒီ APP လေးထက်ကိုတစ်ချိန်ဝယ်လိုက်မှာဖြစ်ပါတယ် Okay ဝယ်လိုက်ပြီဆိုရင်ဒီညာလေးကိုကျွန်တော်တို့ခဏလေးစောက်ပေးလိုက်ပေါ့နော်ဟုတ်ပြီဒီလိုရောက်လာပြီဆိုရင်ဒီအောက်ကနဲဆွဲနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါโอเคဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီအောက်ကနဲဆွဲနေရာလေးကိုပဲထပ်မံနှိပ်ပေးလိုက်ပါဒီအောက်ကနဲဆွဲနေရာလေးကိုပဲထပ်မံနှိပ်ပေးလိုက်ပါဒီအောက်ကကောင်လေးကိုထပ်မံနှိပ်ပေးလိုက်ပေါ့နော်ဒီမှာကျွန်တော်တို့က APP လေးကို arrow ပေးလိုက်ပေါ့နော် arrow ပေးလိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့က note လေးကို arrow ပေးလိုက်ပါ arrow ပေးလိုက်ပြီဆိုရင်ပထမဆုံးကျွန်တော်တို့မြေတွေ့ရမှာကတော့ဒီနေရာလေးပေါ့နော်โอเคဒီနေရာလေးကိုရောက်ရှိလာပြီဆိုရင်ကျွန်တော်တို့ကအပေါ်ဆုံးကဒီမှာ stand ဆွဲနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါโอเคဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့အပေါ်ကကောင်းလေးကိုပဲထပ်မံနှိပ်ပေးလိုက်ပါဟုတ်ပြီကျွန်တော်တို့ရဲ့ post setting လေးတက်ကိုရောက်ရှိလာပြီဆိုရင်ခုနကျွန်တော်တို့ download ဆွဲခဲ့တဲ့ဒီ app လေးကိုလိုက်စာပေးလိုက်ပေါ့နော်ဒီမှာကျွန်တော်တို့မြေတွေ့ရောက်ပြီဆိုရင်ဒီကောင်းလေးတက်ကိုတစ်ချက်ဝေးလိုက်ပါဝေးလိုက်ပြီဆိုရင်ဒီကောင်းလေးကိုကျွန်တော်တို့က arrow ပေးလိုက်ပေါ့နော် arrow ပေးလိုက်ပြီဆိုရင်ဘေးခလုံးနဲ့ကျွန်တော်တို့ပြန်လဲထွေးပေးလိုက်ပါဘေးခလုံးနဲ့ပြန်ထွေးပေးလိုက်ပြီဆိုရင်ဒီမှာခဏလေးစောက်ပေးလိုက်ပေါ့နော်ကြော်ညာလေးတစ်ပုတ်တက်လာပြီဆိုရင်ဒီကြော်ညာလေးကိုစုံအောင်ကျွန်တော်တို့ကြည်ပေးလိုက်ပါဟုတ်ပြီကျွန်တော်တို့ကြော်ညာလေးပြီးသွားတဲ့အခါမှာဆိုရင်ဒီနေရာလေးကိုရောက်ရှိလာမယ်ပေါ့နော်အပေါ်မှာဆိုရင်ကျွန်တော်တို့ရောက်ရှိလာမယ်ဒေါ်လာလေးတွေကိုပြပေးထားမှာဖြစ်ပြီးတော့အောက်မှာဆိုရင်စက္ကန့်လေးတွေပဲဖြစ်ပါတယ်ဒီအောက်မှာဆိုရင်ကျွန်တော်တို့ကတနာရီလွမ်းမဲ့ဆိုရင်ဒေါ်လာဖလောက်ရရှိမလဲပေါ့နော်2နာရီလွမ်းလိုက်မဲ့ဆိုရင်ဒေါ်လာဖလောက်ရရှိမလဲဆိုတာလေးကိုသူကဒီမှာအပိုစုအနေနဲ့ပြပေးထားမှာဖြစ်ပါတယ်โอเคဒီလိုပေါ်လာပြီဆိုရင်လည်းကျွန်တော်တို့ကဒီမှာအမှားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်โอเคဒီလိုကျွန်တော်တို့ကဆက်ပြီးတော့ပြန်ပြီးတော့လွမ်းနေမှာဖြစ်ပါတယ်ဒီကောင်လေးကဒီတိုက်ဘာမှလုံးစရာမလိုပဲနဲ့ဂိတ်ဆိုးစရာမလိုပဲနဲ့ဒီတိုင်း wrap ပေးထားရုံနဲ့ပေါ့နော်ဒီမှာမြင်တဲ့အတိုင်းပဲကျွန်တော်မှာဒေါ်လာလေးတွေတိတ်လာပါပဲဖြစ်ပါတယ်โอเคဒီ APP လေးကိုပေါ့နော်ကျွန်တော်တို့ဒီ like ကောက်တဲ့ APP လေးတစ်ခုကို connect လုပ်ပေးထားလိုက်ပါ connect လုပ်ပေးထားလိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီထက်ကနေပတ်စံလေးတွေကိုလွယ်လွယ်ကူကူနဲ့ဆောက်ပေးလို့ရမယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းတရားရခိုင်လို့ပတ်စံဆောက်ပေးနေတဲ့ APP လေးတစ်ခုဖြစ်တာကြောင့်မလို့မျှဝေပေးခြင်းဖြစ်ပါတယ်โอเคဒီအကြောင်းအရာအသေးစိတ်နဲ့ငွေစာပုံလေးလေးကိုအသေးစိတ်သိစီနားလည်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်โอเคဒီတိုင်းပဲကျွန်တော်တို့ကဒီတိုင်းပြေးထားပြီးရုံနဲ့ကျွန်တော်တို့ကဒီမှာမိနစ်စက္ကန့်လေးတွေကြီးနေမှာဖြစ်ပြီးတော့အပေါ်မှာဆိုရင်ရရှိလာမယ့်ဒေါ်လာလေးတွေကိုပြပေးထားမယ်ပေါ့နော်โอเคဒီကောင်လေးကျွန်တော်တို့ပတ်စံဆောင်လို့ပြီးသွားတဲ့အခါမှာဆိုရင်အပေါ်ကကျွန်တော်တို့အမှားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီအောက်က continue ကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်โอเคကျွန်တော်မှဆိုရင်ဒီမှာခဏလေးလွှဲပေးလိုက်တာပေါ့နော်ကျွန်တော်မှဒီမှာဒေါ်လာပမာဏဒီကောင်လေးရရှိထားတာပဲဖြစ်ပါတယ်โอเคဒီအောက်က reward ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကဒီထက်ကနေပေါ့နော်တကယ်လို့လူခေါ်ချင်တဲ့သူတွေဆိုရင်လည်းပဲကျွန်တော်တို့ကဒီမှာလေးပုံစံလေးကိုနှိပ်ပြီးတော့ဒီညနေမှာကျွန်တော်တို့က A5 flip တွေလုံးလို့ရတယ်ပေါ့နော်တကယ်လို့လူခေါ်ချင်တဲ့သူတွေဆိုရင်ပြောပြပေးတာပေါ့နော်တကယ်လို့လူမခေါ်ဘဲနဲ့လည်းကျွန်တော်တို့ဒီထက်ကနေပတ်စံလွယ်လွယ်ကူကူနဲ့စောက်ပေးလို့ရမှာဖြစ်ပါတယ်โอเคရရှိလာတဲ့ကျွန်တော်တို့ဒေါ်လာလေးတွေကိုပတ်စံပြထုံးမဲ့နီလန်လေးကိုတွားမယ်ပေါ့နော်ဟုတ်ပြီပတ်စံပြထုံးမဲ့ဆိုရင်ကျွန်တော်တို့ကဒီအပေါ်ကဒေါ်လာပုံစံလေးကိုတက်ချင်နှိပ်ပေးလိုက်ပါဒီနေရာနေမှာ withdraw ဆိုတဲ့နေရာလေးကရောက်ရှိလာမှာပေါ့နော်အပေါ်မှာဆိုရင်ကျွန်တော်တို့ရရှိထားတဲ့ဒေါ်လာလေးတွေကိုသူကဒီမှာပြပေးထားမှာဖြစ်ပါတယ်ကျွန်တော်မှဆိုရင်စီတို့အနေနဲ့စီနေတာပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပတ်စံထုံးလေးကိုအသေးစိတ်ဓာတ်မဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီထက်ကနေကျွန်တော်တို့ရရှိလာတဲ့ဒေါ်လာလေးတွေကိုတကယ်လို့ကျွန်တော်တို့ကဒီဘိုင်းနဲ့ PayPal account တွေမရှိတဲ့သူတွေဆိုရင်ပေါ့နော်ကျွန်တော်စီမှာ KB ဝေပေးတို့နဲ့လာထုတ်လို့ရမှာဖြစ်ပါတယ် KB ဝေပေးတို့
နဲ့ပတ်စံထုတ်ချင်တဲ့သူတွေဆိုရင်ကျွန်တော်ရဲ့ Telegram channel လေးကို join ထားပေးပေါ့နော်ကျွန်တော်ကနေ့တစ်စင် KB ဝေပေတို့နဲ့ပတ်စံပြန်လဲထုတ်ပေးမှာဖြစ်ပါတယ်အနည်းဆုံးဘယ်လောက်ကနေစတဲ့ထုတ်လို့ရမလဲပေါ့နော်အနည်းဆုံးကျွန်တော်တို့$0.35ပြည်တာနဲ့ကိုလူတို့ကဒီထက်ကနေပတ်စံစတဲ့ထုတ်လို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့တကယ်လို့ပေါ့နော်ကျွန်တော်စီမှာ KB ဝေပေတို့နဲ့လာပြီးတော့မထုတ်ချင်တဲ့သူတွေဆိုရင်ဘိုင်းနေနဲ့ထုတ်လို့ရမယ်ပေနေအကောင့်နဲ့ပတ်စံထုတ်လို့ရမယ်ပေပါအကောင့်နဲ့ပတ်စံထုတ်လို့ရမယ်ပေါ့နော်ထိုင်းနိုင်ငံမှာနေတဲ့သူတွေဆိုရင်ဒီမှာထလူမန်ဒီနဲ့ပတ်စံထုတ်လို့ရမှာပဲဖြစ်ပါတယ်โอเคကျွန်တော်ကတော့ဒီမှာဘိုင်းနေနဲ့ပတ်စံထုံးဒီကိုအရင်ပြောပြပေးမယ်ပေါ့နော်ဘိုင်းနေနဲ့ပတ်စံထုံးမယ်ဆိုရင်ကျွန်တော်တို့ကအနည်းဆုံး$0.35ပြည်တာနဲ့ကိုလူတို့ကဒီဘိုင်းနေနဲ့စတဲ့ထုတ်လို့ရပြီပေါ့နော်ဘိုင်းနေအကောင့်မရှိတဲ့သူတွေဆိုရင်လည်းပဲဒီမှာကျွန်တော်တို့ကဒီအကောင့်နဲ့ပတ်စံထုတ်လို့ရမယ်ပေပါအကောင့်နဲ့ပတ်စံထုတ်လို့ရမယ်ပေါ့နော်โอเคကျွန်တော်တို့ဒီအကြောင်းအရာအသေးစိတ်နဲ့ငွေထုတ်ပုံနည်းလေးကိုလူတို့အနေနဲ့သိရှိနားလည်ပြီးဆိုရင်ပေါ့နော်ဒီ app လေးကိုအခုပဲ download ဆွဲပြီးတော့ကစားလိုက်ဖို့အကြံပေးခြင်းပါတယ်ဘယ်တူမဲ့ဆိုလူတိုင်းပတ်စံဆောင်လို့ရတဲ့ app လေးတစ်ခုဖြစ်တာကြောင့်မဲ့လို့နောက်ထပ်ဗီဒီယိုမှာငွေထုံးနည်းနဲ့တူကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါမယ်